အခုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေကြားထဲမှာဟိလန်တမုတ်စာသတင်းတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါဘာလဲဆိုရင်အစိုးရရဲ့ e-work permit လျှောက်ထားတဲ့စနစ်တစ်ခုလုံးဟာ breakdown ဖြစ်သွားတာပဲဖြစ်ပါတယ်။ဒီပြဿနာကြောင့်လက်ရှိမှာမြန်မာအလုပ်သမားတန်းကျော်ဟာအချိန်မီတက်တက်မတိုးနိုင်ပဲအထောက်ထားမဲ့အနေနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဒါဟာအတာမန်အရာတစ်ခုမဟုတ်တော့ပါဘူး။ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ရက်စွဲတွေနဲ့နှိကပ်လာပါပြီ။ဒါပေမဲ့အလုပ်ရှင်တွေနဲ့ agent တွေဟာ website ထဲကိုဝင်တဲ့အခါမှာစနစ်ကလုံးဝအလုပ်မလုပ်တော့ပါဘူး။အသုံးပြုသူတန်းကျော်ရဲ့အချက်လက်တွေကို Digista ကလုံးဝလက်မခံနိုင်ပဲပြိုလဲသွားတာပါဒီလိုသာဆက်ဖြစ်နေရင်ရက်ကျော်သွားတဲ့အလုပ်သမားအားလုံးဟာတရားမဝင်နေထိုင်သူတွေဖြစ်ဖမ်းဆီးခံရနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ဘာကြောင့်လူသန်းအောင်ဖြစ်နေရလဲဆိုရင်ပြီးခဲ့တဲ့ကာလမှာပိုင်းရောင်ကတ်သို့မဟုတ်အထူးခွင့်ပြုချက်နဲ့နေထိုင်တဲ့မြန်မာအလုပ်သမားအားလုံးရဲ့တက်တန်တို့ကာလဟာအခုချိန်မှာတပြိုင်နက်တည်းကြာရောက်လာလို့ပဲဖြစ်ပါတယ်။ဒီပညာမဲ့ဆိုင်ရာပြင်ဆင်မှုအားနည်းချက်ကြောင့်ပြောင်းဖြစ်သွားရတာဖြစ်ပြီးခုဆိုရင်တနိုင်ငံလုံးရဲ့အတိုင်းအတာနဲ့လုပ်ငန်းစဉ်တွေရပ်တန့်နေပါတယ်။ခုလိုချိန်မျိုးမှာကျွန်တော်တို့မလုပ်သင့်လဲပထမဆုံးချက်ကဖုန်းထဲကအထောက်အထားတွေကိုဓာတ်ပုံရိုက်ပြီးတင်ထားပါဒုတိယချက်ကတော့ဝင်မရတဲ့စနစ်တွေကို screenshot နဲ့သက်သေအဖြစ်တင်ထားပါအလုပ်ရှင်ကိုလည်းအမြဲတမ်းမေးမြန်းနေပါထိုင်းဆိုရဘက်ကဒီပြဿနာကိုသိရှိပြီးဖြစ်လို့ဖြေရှင်းပေးမယ့်ရက်ကိုကျွန်တော်တို့စောင့်မျှော်နေရမှာပါအလုပ်ရှင်ကလည်းလုပ်ပေးခြင်းနဲ့အေဂျင့်ကလည်းစူးစမ်းနေတယ်ဒါပေမဲ့စနစ်ကဝင်မရတော့ဘာမှလုပ်လို့မရပဲလက်မှတ်ချနေရပါတယ်ဒီကြားထဲမှာအဖမ်းဆီးသတင်းတွေကလည်းကြားနေရတော့အလုပ်သမားတွေရဲ့စာဝတ်နေရေးလုံခြုံရေးကိုပါချင်းချောက်ခံနေရတာဖြစ်ပါတယ်ထိုင်းရောက်မြန်မာအလုပ်သမားတန်းကျော်ရဲ့ဘဝတွေဟာဒီစနစ်အပေါ်မှာပဲတည်နေပါတယ်အားလုံးပဲစိတ်အေးထားပြီးသတင်းကိုမျက်ရှိမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ဒါမှသာကျွန်တော်တို့ရဲ့အခက်အခဲတွေကိုသက်ဆိုင်ရာကပို့ပြီးမြင်မြန်ဆန်ဆန်သိရှိပြီးဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။တောက်လေးကိုလည်း follow ပေးခဲ့ဖို့မေ့နေဘူးနော်။